ပုတ်ပွဲတော်နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဥပုတ်ပွဲကိုသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲဥပုတ်ပွဲကိုသွားကြည့်ဖို့ရအတွက်အတူတူဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်နေနဲ့ like ခဲ့ပေးကြနော်ကတော့ဥပုတ်ပွဲကိုလမ်းလျှောက်ပြီးတော့သွားနေရပြီဖြစ်ပါတယ်ကားတွေရောဥဝေတွေရောတအားပြည့်ညံနေတဲ့အတွက်ကြောင့်မို့လမ်းလျှောက်ပြီးသွားမှာပါ10မိနစ်လောက်ပဲရှောက်မှာပဲဖြစ်ပါတယ်ရှင်အရန်လာပါတော့ရှူကင်းမန္တလေးတောင်ရှူကင်းပဲဖြစ်ပါတယ်ရှင်လမ်းလျှောက်သွားတော့မကောင်းတော့နော်အညောင်းပြေအညာပြီပေါ့လမ်းလျှောက်ရတာပိတ်ကောင်းဝူးချုပ်တော့မှငါတို့မြန်မြန်လမ်းလျှောက်မှရမှာသိတာဟုတ်လို့ကြောင်းဟိုမှာလဲရှုံမောတော့မှဒါပဲဟိုပွဲရတအားစီရလို့ပြောတယ်သွားတယ်ဆိုတာပြောလာလေးပဲဒါလည်းဟိုဘက်ကျမှာဟိုဘက်ကျမှာဟိုကဘာတွေတော့ကြောက်ပန်းခွေဝဲလာကြောက်ပန်းခွေဝဲလာကောင်းဟိုကဘာတွေတော့ကြောက်ပန်းခွေဝဲလာအဲ့တော့အိုးပုတ်ပွဲကိုသွားလိုက်ကြပြန်လိုက်ကြတဲ့ရင်တွေမြင်ကွင်းပဲဖြစ်ပါတယ်ကိုသွားကြပြန်ကြတဲ့ရင်တွေပဲဖြစ်ပါတယ်ဘာတိတ်မများသေးမရိုက်သေးရှင်နာကြမှာရောက်ပါနော်ရှင်နာကြဟိုဘက်မှာစရဟမ်ဒီဘက်မှာလာလမ်းပြောက်သွားပြီလားဒီရလားဒီဘက်လားဒီဘက်လားဘယ်လောက်တော့ထောင်းလေထောင်းပဲလိုက်မတော်ဟုတ်တယ်ကျွတ်ကြတော့အဲ့လေအမတ်တရပေါ့ကဲဘာမှမသိဘူးတော့မတော်ဘူးအမတ်တရပြောင်းပန်လိုက်မယ်နေရာရတအားလာပဲကျန်နေဝင်နေအရန်လာနေဝင်နေဒါအကောင်အနားရပါစီဒါလိုက်တာလာလိုက်တာလိုပဲခေါင်းမှာတက်ခက်လေးတွေပန်လာတဲ့တောရိုင်းမလေးတွေပဲဖြစ်ပါရဲ့ဗျာအိုးပုတ်ပွဲလာတာခုချိန်นี้ငါအိုးပုတ်ကိုမတွေ့ရသေးဘူးခါမတွေ့ရသေးဘူးခါအလူတားတာသိလားဒီဘက်ကကျိုးကလေငါတို့အပေါ်ကပဲသွားရအောင်လေအောက်ကပါဆိုင်ကယ်စတင်ရောပါလို့ဆိုရှုပ်သွားအေးဟုတ်ပြီဘန်ကတ်တွေရောင်းကြအများကြီးပဲနော်ဒီဘက်သွားရအောင်ငါဖုန်းသေးချာကင်ထားတယ်သိရလူရှုပ်တဲ့နေရာကျမရဘူးလက်နဲ့ဖုန်းသေးချာတင်းအောင်ကင်ထားတယ်လို့ပုတ်တရားဘဲကိုကြည့်ရမှာတော့ပုတ်ကပုတ်လေးစားတယ်အဲ့ဘက်ကလည်းလာလဲလာတာပဲနော်တထုံးလက်ဆောင်နဲ့ဘိုင်းလာကြည့်လားဝယ်ရအောင်အေးလူကတားတင်နေပြီရှေ့ကိုသွားလူကတားတင်နေပြီအောက်လည်းကြည့်ပြီးတော့သွားရသေးတယ်နော်လာရွာလေးဒါကလေးကစားစရာလေးနော်ဒါလေးကချင်းလေးမင်းချက်စားလို့ရတယ်ရွှေတအားရွှေနေပြီနောက်တဲ့ရှေ့ဆက်ပြီးမသွားနိုင်တော့ဘူးပြန်ရအောင်ဒါကိုမောနေကတအားအဲ့လောက်ကြီးများမယ်လို့မထင်ဘူးလေကိုကလည်းတအားကိုကြိတ်တိုးရှုပ်ပြီးတော့ခါကြတော့ဖုန်းလေးပါကြီးလည်းပျောက်တယ်လေဖုန်းလေးပါကြီးလူမှာဆိုတဲ့အတွက်ကြောင့်မလို့ဆိုရင်ရှေ့ဆက်မသွားတော့ပြန်တော့မှာပဲဖြစ်ပါရှင်အားလုံးပဲကြည့်ပြီးတော့ကြည့်ရှင်နိုင်ကြပါစေလို့ဆုတောင်းပေးပါရှင်